သဘောကျလိုက်တာကျန်လိုက်တာပြည့်စုံတဲ့ထက်စကလုံးရှိရင်လေကျွန်တော်လေဒီအိမ်လေးကိုအများကြီးသုံးပြီးတော့မှကျွန်တော်တင်စားခြင်းတဲ့ feeling မျိုးကျွန်တော်အများကြီးရှိနေတယ်။တန်းလေးဆွဲထားရတဲ့မီလုံးလေးတွေအလှဆိုရင်လေအရန်ကိုပြည့်စုံနေတာကြက်လေးတွေအလှလေးတွေနေရာမှာချိတ်ဆွဲထားတာလေလေတကယ်ကိုကျွန်တော်အယူခါနေအောင်ကြိုက်ရတဲ့အိမ်လေးတစ်လုံးနောက်ထပ်ပေါ်ထွက်လာတာဖြစ်ပါတယ်ခင်ဗျ။ကလေးတွေရောလူငယ်တွေရောလူကြီးတွေရောကျွန်တော်ဒါအနားယူလို့ရနိုင်တယ်ကျွန်တော်ဒါဒီလိုလေးရေစိမ်ကန်လေးပါတယ်။ရေစိမ်ကျင်းနေပြီမရတော့ဘူး။ငုံလေးတွေအစားအသေးစိတ်ဒီလိုလေးကျွန်တော်ဒါဖန်တီးပေးထားတဲ့ Asian area ကိုလည်းလေတကယ်ကိုလေးစားတယ် appreciate လေးလုပ်တယ်တကယ်ကိုယူခါနေအောင်ကြိုက်ရတယ်ကျွန်တော်ဒါနေရာကြီးတနေရာဖြစ်တယ်ဒီမှာကျွန်တော်ဒါအကင်းလေးတွေกินစားမယ်ဘာဘီကျူတွေလုပ်စားမယ်တကယ်မြန်မာမှုမြန်မာဟန်လေးပါကျွန်တော်ဒါရောရှက်ထားတဲ့ပုံစံအပြင်ကိုအခီကောင်းကောင်းနဲ့ပေါက်ဆက်ထားတဲ့စီလင်အလှရဲ့တစ်ပင်ပန်းပန်းလေးတွေကျွန်တော်တို့ဒါဒီမှာအဲကန်လေးမှာထားတဲ့အငွေ့အသက်တွေရောပြီးတော့ဒီမှာကားချက်လေးတွေချိတ်ဆွဲထားတဲ့ပုံစံအစ Christmas လည်းရောက်တော့မယ်ဆိုတော့ Christmas တစ်ပင်လေးတွေရောပစ္စည်းပစ္စည်းတွေထားဖို့လေးတွေရောအလားကုန်ပစ္စည်းလေးတွေကျွန်တော်တို့ဒါလှလေးထားဖို့အတွက်အနေထားတစ်ခုကိုကျွန်တော်ဒါဖန်တီးပေးထားတယ်စင်ပဲအနေနဲ့ဒါပေမဲ့ခုကိုတော်တော်ပြည့်စုံနေတယ်ဒီမှာကျွန်တော်သဘောအကျဆုံးကတော့ရေချိုးကိုင်းဖြစ်ပါတယ်ဒီကောင်းတဲ့ကျွန်တော်ဒါပစ္စည်းမျိုးစားတွေပဲအသုံးပြုပေးထားတယ်ပစ္စည်းပစ္စည်းတွေတင်ဖို့ရောဒီလိုအနေထားတီရှူးတွေကစအကုန်ပါတယ်ဒီမှာညနေချက်အလားဆိုရင်တော်တော်ကိုလှတာဒီမှာညနေချက်အလားစီလင်လေးတွေဆိုပြုလုပ်ထားတာဆိုဒီမှာဆိုလဲ၄တောင်းကလေး2ကွက်ဒီမှာဆိုလဲအကြီးတစ်ကွက်ချိတ်ဆွဲထားတဲ့မီးသီးလေးတွေရောပြီးတော့ဒီမှာနာရီလှလေးတွေရောတကယ်ကိုနှွေးထွေးစေမဲ့စကလုံးလေးတွေနဲ့ရေးထားတဲ့နန်းရံမှာကျွန်တော်ဒါချိတ်ဆွဲထားတဲ့ကကြက်လေးတွေဆိုရင်လေမိဖို့ကန်းအောင်လေကျွန်တော်တို့ဒါအလင်းရောင်အားရောက်ဖို့အတွက်လဲအမှားတွေ့လားအပေါ်ကမိုးအကြည့်လေးနဲ့ကျွန်တော်ဒါဖောက်ထားတာလေတရားဝင်ပေါက်မှာကျွန်တော်ဒါအသုံးပြုပေးထားတဲ့တက်သားတွေဆိုရင်လုံးဝကျွန်းအစ်စ်တွေကိုဒီလို polish လေးတင်ပြီးတော့မှရေးဆွဲချိတ်ဆွဲပြီးတော့မှတေးချာဖန်တီးတိဆောက်ထားရလေအကုန်ကိုစေတနာအပြည့်နဲ့ကိုနေမဲ့ထိုင်မယ်ဆိုပြီးတော့မှ quality ကောင်းကောင်းနဲ့တိဆောက်ထားတဲ့ကျွန်တော်ဒါအိတ်ခမ်းငယ်လေးတွေအများကြီးပါတယ်အိမ်လေးတစ်လုံးဖြစ်တယ်ဒီလေးရဲ့ခေါ်စီကကျွန်တော်ဒါ4350ကိုညှိနှိုင်းပြီးတော့ရောင်းချပေးမယ်ဒီလို quality ကောင်းကောင်းဖွဲ့စည်းမှုကောင်းကောင်းနဲ့တိဆောက်ထားတဲ့အရန်လှတယ်ကျွန်တော်တို့ဒါမြို့နဲ့လက်ဖက်တဲ့အိမ်လေးတစ်လုံးဖြစ်တယ်ခြံလေးရဲ့အကျယ်ကကျွန်တော်တို့ဒါမျက်နှာစာ40ဖြစ်တယ်ဒီဘက်ကကျွန်တော်တို့82ပေဖြစ်ပါတယ်ခင်ဗျပြီးတော့အိမ်လေးရဲ့အကျယ်ကပေ30 55ပေကျယ်တယ်ဒီရှိတဲ့နေရာကပြုံးနေမြို့ကျွန်တော်တို့ဒါရက်ကွက်ကြီး16အောင်ချမ်းသာမှာရှိပါတယ်အနည်းငယ်မှဆိုရင်ကျွန်တော်တို့ဒါကိုပိုင် school တို့ကိုပိုင် private school တို့ပြီးတော့ခါကျစာသင်ကျောင်းတို့ပြီးတော့နောက်တစ်ခုကျွန်တော်တို့ဒါစားသောက်ဆိုင်တို့ပြီးတော့ပုံဝန်းကျင်မှာအိမ်လှလေးတွေကျွန်တော်တို့ဒါအများကြီးရှိတဲ့အပြင်ကိုဖွဲ့စည်းမှုအားကောင်းနဲ့တိဆောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျကျွန်တော်ပြီးတော့ဒီအိမ်လေးရဲ့အလှည့်ရတော့ကျွန်တော်ဒါမြောက်ရက်လက်ဖြစ်တယ်ပြီးတော့ရေကူးကန်လေးလည်းပါတယ်တကယ်ကိုနေချင်းစရာကောင်းတဲ့ပေးရတဲ့ဈေးနဲ့တန်တဲ့အိမ်လေးတစ်လုံးမို့ကျွန်တော်ကတော့ကျွန်တော်မိတ်ဆွေလက်ထဲကိုအရောက်အနံပေးချင်ပါတယ်ခင်ဗျကျွန်တော်ကတော့ပြုံးနေမျိုးမှာရှိတဲ့ခမ်းမသိကြမှန်ကန်တဲ့အခုလိုအိမ်လှလေးတွေကိုပဲအဓိကရွေးချယ်ရောင်းချပေးနေတဲ့ဒေါက်တာစိုးမိုးဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါဒီမှာကျွန်တော်တို့ချစ်တဲ့မိသားစုတွေနဲ့အတူတူကျွန်တော်တို့ချစ်တဲ့တငယ်ချင်းတွေနဲ့အတူတူဒီညမှာကျွန်တော်တို့ဒါဒီလေးစိန်ပြီးတော့ကျွန်တော်တို့ဒါအနားယူလို့ရနိုင်တဲ့ဒီလိုလေး area လေးတစ်ခုဖြစ်ပါတယ်အရန်ကိုတကယ်ကိုနွေးနွေးထွေးထွေးနဲ့မိသားစုတစုကျွန်တော်တို့ဒါပြီးတော့တငယ်ချင်းတစုမိတ်ဆွေတွေအတူတူပို့ပြီးတော့ရင်းနှီးသွားစေမဲ့ကျွန်တော်တို့ဒါနေရာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျဒီမှာထိုင်ကုန်လေးတွေအစားအသေးစိတ်ဒီလိုလေးကျွန်တော်တို့ဒါဖန်တီးပေးထားတဲ့ Asian area ကိုလည်းလေတကယ်ကိုလေးစားတယ် appreciate လေးလုပ်တယ်ဒီလိုထီးကြီးရလဲကျွန်တော်တို့ဒါအယောင်ကလေတကယ်ကိုအိမ်ရောကျမ်းမြော်အစားအရန်ကို match ဖြစ်နေတယ်ဒီမှာကကျွန်တော်ဒါအသုံးပြုထားတဲ့ကျွန်တော်ဒါကြောက်ပြားတွေဆိုလဲလေအယောင်ကလေကျွန်တော်ရောင်းပေးနေကြအိမ်နေနဲ့မတူတဲ့အိမ်နေထဲမှာမပါဝင်တဲ့ဒီလိုပစ္စည်း quality ကောင်းကောင်းဖြစ်တဲ့ latest ပစ္စည်းတွေပဲကျွန်တော်အသုံးပြုထားတာဖြစ်ပါတယ်ခင်ဗျာပြီးတော့တစ်ပင်ပန်းပန်းနေဆိုရင်လည်းဒီလို CCG ကိုဒီလို flower box လေးနဲ့တည်တည်ချာချာကျွန်တော်တို့ဒါအကုန်လုံးစိုက်ပျိုးပေးထားရတယ်လေအရန်ကိုကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်နောက်ထပ်အနားယူလို့ရနိုင်တဲ့နေရာတစ်နေရာကဒီမှာကျွန်တော်ကြိုက်ဆုံးမှာတကယ်ကိုယူခါနေအောင်ကြိုက်ရတယ်ကျွန်တော်ဒါနေရာကြီးတနေရာဖြစ်တယ်ဒီမှာကျွန်တော်ဒါအကင်းလေးတွေกินစားမယ်ဘာဘီကျူတွေလုပ်စားမယ်ပြီးတော့တငယ်ချင်းတွေနဲ့အတူတူဒီမှာကျွန်တော်တို့ဝိုင်းဖွဲ့ပြီးတော့မှကျွန်တော်တို့ဒါအကုန်လုံးအနားယူလို့ရနိုင်တဲ့နေရာတစ်ခုဖြစ်တယ်နောက်တစ်ခုကမေးစရာတစ်ခုရှိရဘာလို့အမိုးကြီးမတက်ထားရလဲတကယ်ကိုကောင်းကင်နဲ့အနီးဆုံးမှာရှိပြီးတော့မှတကယ်ကို relax ဖြစ်မဲ့ feeling မျိုးကိုရရှိအောင်ကျွန်တော်ဒါဖန်တီးထားတဲ့ idea တော်တော်မိုက်တယ်ပြီးတော့ဒီမှာflower box လေးတွေကလည်းသူ့နယ်နဲ့သူလေတစ်ကန့်နှစ်ကန့်သုံးကန့်လေးကန့်အဲ့လိုပုံမှန်မူတည်ပြီးတော့မေမြို့မှာပဲပေါက်ရောက်နိုင်တယ်ဒီလိုတစ်ပင်ပန်းပန်းလေးတွေစိုက်ပျိုးထားရလဲလေအရန်ကိုကောင်းတဲ့ area တစ်ခုဖြစ်တယ်ဒီမှာအိမ်ရှိမှာစိုက်ထားတဲ့အပင်တွေဆိုရင်တကယ်ကိုဖုံးရွှေနီးရကျွန်တော်တို့ဒါတိတိကျကျစိုက်ပျိုးထားတာလေမလေးစားမဲမနေနိုင်ဘူး appreciate လုပ်ပါတယ်ခင်ဗျ
ခြံထဲမှာလည်းကျွန်တော်တို့ဒါမိမိရဲ့ကိုယ်ပိုင်ကားလေးတွေနှစ်စီးရှင်းနာလို့ရနိုင်တဲ့ area ကြီးတစ်ခုဖြစ်တယ်ဒီဘက်မှာတစ်စီးရမယ်ဒီဘက်မှာတစ်စီးရမယ်ဒီဘက်မှာလည်းအနားယူလို့ရနိုင်တဲ့အနေအထားတစ်ခုရှိမယ်ဒီဘက်မှာလည်းကျွန်တော်ဒါရေကူးကန်လေးရေစင်ကန်လေးတိတိလေးလည်းပါတယ်ပြီးတော့တစ်ချံလုံးကိုလည်းအလားဆင်ထားတဲ့ကျွန်တော်ဒါဒီလိုဘလောက်တုံးနေဆိုတာလဲလေအကွက်လေးတွေနဲ့ဘာမှကိုအပြစ်ပြောစရာမရှိဘဲနဲ့တသေးချာစနစ်တကျဖန်တီးတိဆောက်ထားတယ်ဆိုတာပေါ်လွင်နေတာကိုတော့ကျွန်တော်မိတ်ဆွေတွေလက်ခံရမယ့်အနေအထားတစ်ခုဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုအားသာတဲ့တစ်ချက်ကကျွန်တော်တို့တစ်ချံလုံးကိုလည်းဒီလိုလုံုံရေး break စူးကြိုးတွေနဲ့လည်းအကုန်ပတ်လဲစနစ်တကျတက်ဆင်ထားတဲ့အပြင်ကိုဒီမှာတွေ့လားအပြင်မှာဒီနေညာမှာကတ်ထားတဲ့မီးသီးလေးတွေအစားလေးဒီမှာအသေးစိတ်အကုန်ပါတယ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ပတ်ဝန်းကျင်ဘလောက်ကောင်းလဲဆိုရင်ဒီမှာဆောက်လက်စအိမ်တွေကလည်းအများကြီးရှိတယ်အိမ်ရှိမှဆိုလဲဒါပေ30ကျဲတဲ့လမ်းအနေထားတစ်ခုဖြစ်တယ်ပြီးတော့လေဘလောက် match ဖြစ်တဲ့အနေထားတစ်ခုဖြစ်လဲဆိုတဲ့ခါကျတော့ဒီတန်ပန်းတကားဆိုတာအစားလေးသုံးထားတဲ့ကာလာရောသုံးထားတဲ့ပစ္စည်းလေးရောဒီလိုလေးအသေးစိတ်အနုစိတ်ကြတဲ့အနေထားအစားလေးအိမ်နဲ့လုံးဝကိုကျွန်တော် harmony ဖြစ်နေတာကိုတွေ့ရမြင်မှာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့အရန်ကောင်းတဲ့အသာချက်တစ်ခုရဲ့အင်ရှင်အာဒီယာဘလောက်ကောင်းလဲဆိုတဲ့ခါကျတော့ကျွန်တော်ဒါဖနက်ချွတ်စင်ရဲ့ဒီဘေးရဲ့ဒီကိုကြည့်လိုက်တာနဲ့ကျွန်တော်ဒါမှာကျွန်တော်တို့ရဲ့ဖျားကန်းကြီးကိုမြင်ရနိုင်တဲ့အနေထားတစ်ခုဖြစ်အောင်မှန်မနေလေးနဲ့ပြုတ်လောက်ထားတာလေမလေးစားပဲမနေနိုင်တော့ကဲအိမ်ထဲကိုရင်ဝင်ကြည့်တကယ်ကိုကျွန်တော်အယူခါနေအောင်ကြက်ရတဲ့အိမ်လေးတစ်လုံးနောက်ထပ်ပေါ်ထွက်လာတာဖြစ်ပါတယ်ခင်ဗျကဲဒီနေရာကတော့အေကန်ကြီးဖြစ်ပါတယ်အေကန်ကလေအကျယ်ကြီးပဲပြီးတော့နောက်တစ်ခုကမျက်နှာချက်အလှတကယ်မြန်မာဟန်လေးပါကျွန်တော်ဒါရောရှက်ထားတဲ့ပုံစံအပြင်ကိုအာခီကောင်းနဲ့ပေါင်းဆက်ထားတဲ့စီလင်အလှရယ်ပြီးတော့ဒီမှာတစ်ပင်ပန်းပန်းလေးတွေကျွန်တော်တို့ဒါဒီမှာအေကန်လေးမှာထားတဲ့အငွေ့အသက်တွေရောပြီးတော့ဒီမှာကားချက်လေးတွေချိတ်ဆွဲထားတဲ့ပုံစံအစပြီးတော့နောက်တစ်ခုဒီမှာ furniture တွေသုံးထားတဲ့ color ရော furniture တွေသုံးထားတဲ့ပစ္စည်းတွေအစလေးတကယ်ကိုအပြစ်ဆိုတာဘာလဲလို့ရှာတွေးလို့မရအောင်ကိုပြီးပြည့်စုံတဲ့အိမ်လေးတစ်လုံးဖြစ်နေရတော့တကယ်ကိုလက်တွေ့ပါအဲ့တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကျန်းကင်းဆိုရင်လည်းဒီမှာကိုရီးယားရေဆိုကန်ပါကေးတွေကိုလေဒီ modernize ဖြစ်တဲ့ color နဲ့ modernize ဖြစ်တဲ့ပစ္စည်းကိုပဲကျွန်တော်တသေးချာရွေးဆဲပြီးတော့မှကျွန်တော်ထက်သွင်းတိစောက်ပေးထားတယ်အရန်ကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်ဘယ်တော့တောင် quality ကောင်းလဲဆိုရင်တွေ့ရတယ်မှာအရန်မိုက်တယ်ပြီးတော့ဖျားကန်းလေးတကြည့်ဒီကိုကျွန်တော်တက်ပယ်ကြည်ညိုစရာကောင်းပြီးတော့မှကျွန်တော်တို့ဖျားကန်းတဲ့ကိုဝင်လိုက်တာနဲ့စိတ်အေးချမ်းမှုအပြည့်အဝရရှိတဲ့ဒီမှာဖျားเจ้าဆောင်ရောဖျားရဲ့ကျွန်တော်တို့ရုပ်ပွားတော့ရန်ပြည့်စုံနေတယ်ပြီးတော့ဒီမှာအလင်းအောင်အားရဖို့လည်းကျွန်တော်တို့တတိချာချာလေးရေဆွဲတိဆောက်ထားတာလည်းအရန်ကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်ပြီးတော့ဒီမှာဒီနေရာလေးတင်းမြင်ရလားကျွန်တော်ဒီမှာဒီလိုလေးအကွေးအဝိုင်လေးနဲ့ရေဆွဲထားပြီးတော့မှအလင်းအောင်အားရဖို့အတွက်ကိုဒီကျွန်တော်တို့အဲကန်းနဲ့ဖျားကန်းနဲ့ join ထားတဲ့ပုံစံအစားလေးအရန်ကို modernize ဖြစ်နေတဲ့ latest ကိုကျွန်တော်ခန်းစားမိတာဖြစ်ပါတယ်ခင်ဗျကဲဒီဘက်ကလည်းကြည့်လိုက်အောင်ဒီမှာ brain box ဆိုလဲအကြီးကြီးပဲတကယ်ကို quality ကောင်းတဲ့ပစ္စည်းမျိုးစားတွေလည်းသုံးထားတယ်ပြီးတော့တအိမ်လုံးကိုကျွန်တော်တို့ဒီလိုလှပတဲ့လိုက်ကလေးနေတယ်ကျွန်တော်အလားစင်တာတွေ့မြင်ရမယ်လိုက်ကလေးဆိုရင်အရန်ကိုအိမ်နဲ့ match ဖြစ်နေတဲ့ feeling မျိုးကိုကျွန်တော်တို့ရအောင်လို့ကိုခန်းစားပြီးတော့မှအသေးစိတ်ချေမုန်းထားတာလည်းတကယ်ကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်ဒီမှာ Christmas လည်းရောက်တော့မယ်ဆိုတော့ Christmas သစ်ပင်လေးတွေရောပစ္စည်းပစ္စည်းတွေထားဖို့လေးတွေရောကားချက်လေးတွေရောပြီးတော့နောက်တစ်ခုအားသာတဲ့တစ်ချက်ကကျွန်တော်တို့ဒီမှာတွေ့လားနေညာမှာချိတ်ဆွဲထားတဲ့မီးသီးဆိုရင်ကျွန်တော်ဒီလိုလေး lighting လေးကိုဒီလိုလေးကွေးပြီးတော့မှပြေးအောင်လို့အသေးစိတ်ချေမုန်းထားတာလည်းတကယ်ကိုကောင်းတဲ့နောက်ထပ်အားသာချက်တစ်ခုဖြစ်ပါတယ်ခင်ဗျကဲထဲဝင်ကြည့်သဘောကျလိုက်တာကျဉ်းလိုက်တာပြည့်စုံတဲ့ထက်စကလုံးရှိရင်လေကျွန်တော်လေဒီအိမ်လေးကိုအများကြီးသုံးပြီးတော့မှကျွန်တော်တင်စားခြင်းတဲ့ feeling မျိုးကျွန်တော်အများကြီးရှိနေတယ်ဒီမှာရှောင်းလန်းလေးရစားလေကျနက်နေရပဲအရင်ကလှပနေရပဲမျက်နှာချက်အလှလေးမီဇန်လေးတွေဆိုရင်လေဒီလိုလေးမီဇန်လေးတွေဆွဲထားတာရဲ့မီလုံးလေးတွေအလှဆိုရင်လေအရန်ကိုပြည့်စုံနေတာပြီးတော့ဒီမှာကျွန်တော်ဒီမှာကားချက်လေးတွေအလှလေးတွေနေရာမှာချိတ်ဆွဲထားတာလေဘယ်လိုပြောအောင်မလဲမသိဘူးကြိုက်တယ်ကျွန်တော်တို့ဒီဘက်ကတကားဆိုရင်လေဒီဘက်ကရေစင်ကန်လေးကိုကျွန်တော်ထွက်လို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်လားကျွန်တော်လိုက်ပြပေးမယ်ဒီမှာပစ္စည်းလေးတွေတင်ဖို့တော့ကလည်းနန်းရံမှာကျွန်တော်တို့ဒါအသေးစိတ်ဒီမှာလေးကတ်ထားတယ်ဒီမှာကျွန်တော်တို့ကတပတ်တို့ဘာလို့ညာတို့ရေစင်နဲ့တင်မဲ့စားတော့တွေတင်မဲ့သို့မဟုတ်ကျွန်တော်တို့ဘာကောင်တာအနေအထားလေးပြုလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့မှာဖနက်တွေတင်ဖို့တော့ဖနက်စင်တတိလေးရစားတူလာချစ်စရာလေးဒီမှာကျွန်တော်တို့ဒါထားပေးထားတယ်ပြီးတော့ဒီကနေဒီလိုထွက်လိုက်တဲ့ချိန်ကျရင်လေကလေးတွေရောလူငယ်တွေရောလူကြီးတွေရောကျွန်တော်တို့ဒါအနားယူလို့ရနိုင်တဲ့ကျွန်တော်တို့ဒါဒီလိုလေးရေစင်ကန်လေးပါတယ်ရေစင်ချင်းနေပြီမရတော့ဘူးတကယ်ကိုကြိုက်နေတာဒီမှာညာမီးသီးလေးတွေအားဆိုဆွဲထားတာလေပြည့်စုံတယ်ဒီလေးကလေတိဆောက်ထားတဲ့ပုံစံရောဒီထဲမှာရှိနေတဲ့ဒီဇိုင်းထဲမှာရှိနေတဲ့တစ်ပင်လေးတွေအားဆိုလေစီဝါလာပါတွေတိုးဝါစေမဲ့ feeling ရောပြီးတော့ကျွန်တော်တို့ဒါဖုံးရွှေနေရသေးသေးချာစိုက်ပျိုးပေးထားတဲ့အနေအထားတစ်ခုဖြစ်တယ်လို့ကျွန်တော်ကသိရတယ်ဒီမှာငပြောပင်လေးတွေရောပြီးတော့
အိမ်တအိမ်မှာကျွန်တော်တို့ဒါအိမ်ရှိမှာရေကန်လေးပါတယ်ဆိုရင်တကယ်ကိုလက်ပွင့်စေပြီးတော့မှစိတ်ကြည်နပ်မှုကြည်နူးမှုအောင်မြင်မှုစီးပွားတွေတိုးတက်မှုပြီးတဲ့ခါကျကျန်းမာမှုတွေရစေတယ်လို့ကျွန်တော်တို့စားထဲမှာဖတ်ဘူးတယ်အဲ့ဒီ feeling မျိုးကိုအပြည့်အဝရရှိတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျကဲအဲ့ဆိုရင်ကျွန်တော်တို့အိမ်ခန်းလေးတွေရှိကိုတက်ကြည့်မယ်ဒီခန်းလေးကဒါကျွန်တော်တို့ single bedroom တစ်ခန်းဖြစ်ပါတယ်သဘောကျလိုက်တာကျွန်တော်တို့2ယောက်အိတ်ကျွန်တော်တို့ဒါ green မှုရထားထားတဲ့အပြင်ကိုဒီမှာ area ကြက်ကြဲလေးအများကြီးပါသေးတယ်ဘလောက်တောင်သေးသေးကြလဲဆိုတော့ဒီလား green ကနေဒီလိုလေးချင်းနှင်းမှာလဲကျွန်တော်တို့ဒီလိုလေးကော်စောနှုတ်ညံ့ညံ့လေးနူးနူးထူးထူးလေးဖြစ်အောင်ကျွန်တော်တို့ဖန်တီးပေးထားတာလေအရန်ကိုကောင်းတဲ့ area တစ်ခုဖြစ်တယ်ဒီမှာကျွန်တော်တို့ဒါညဆိုင်မီးလေးတွေကအစပြီးတော့ဒီမှာတိတ်ပဲဘမ်းမန်းလေးတွေစိုက်ပျိုးထားတာအစတကယ်ကို handmade ပုံစံပစ္စည်းလေးနဲ့အသုံးပြုပေးထားတယ်စီလင်မျက်နှာချက်တော်တော်လှတယ်တော်တော်မြင့်တယ်ပြီးတော့ဒီမှာမှန်ဗီဒီယိုလေးတွေရောကျွန်တော်တို့ဒါအသင့်ကျွန်တော်တို့ဒါဖန်တီးပေးထားတာလေတကယ်ကိုကောင်းတဲ့အနေအထားတစ်ခုဖြစ်ပါတယ်နောက်ထပ်အိတ်ခမ်းနှက်ခမ်းကဒီဘက်မှာဖြစ်ပါတယ်တခုသတိထားမိတာကလေအိတ်ခမ်းတွေကိုဒီလိုကျွန်တော်တို့ဒါမျက်နှာချက်ဆိုင် opposite side တွေမထားဘဲနဲ့ဒီလိုလေးအပေါက်တစ်ပေါက်တည်းဝင်သွားပြီးတော့မှဒီဘက်ဘယ်ဘက်ချမ်းနဲ့ညာဘက်ချမ်းမှာအိတ်ခမ်းလေးတွေကိုထည့်သွင်းတိဆောက်သုံးပြုပေးထားတဲ့ကျွန်တော်တို့ဒါconstruction area လည်းတော်တော်ကိုအဆင်ပြေတယ်တော်တော်ကိုမိုက်တယ်ကျွန်တော်တို့ဒါဒီမှာဆိုရင်ကျွန်တော်တို့ပစ္စည်းလေးတွေထားမယ်အလားကုန်ပစ္စည်းလေးတွေကျွန်တော်တို့ဒါလှလေးတွေထားဖို့အတွက်အနေအထားတစ်ခုကိုကျွန်တော်တို့ဖန်တီးပေးထားတယ်စင်ပဲအနေနဲ့ဒါပေမဲ့ခုကိုတော်တော်ပြည့်စုံနေတယ်ပြီးတော့ပန်းမန်လေးနဲ့ဒီလိုလေးရှိနေတယ်အရန်လှတယ်ဒီမှာတကားမှာချိန်ဆွဲထားတဲ့ပန်းလေးတွေကစားလေစိတ်ကိုကြည်နူးတဲ့ feeling ကိုအပြည့်အဝရရှိတယ်ကဲအဲ့ဆိုရင်ဒီအခန်းတော့အရင်ဝင်ကြည့်ဒီခန်းလေးကကျွန်တော်တို့ဒါပန်းရောင်လေးခုနခန်းအဝါလေးဒီမှာပန်းရောင်အခင်းလေးတွေနဲ့တည်တည်ချက်ချာကျွန်တော်တို့ဒါမသိဘူးဘာမှပြောစရာကိုအကြောင်းမရှိဘူးအားလုံးကိုပြည့်စုံနေတာဒီမှာအဲ့လိုပဲလိုက်ကားလေးတွေရောဒီမှာဒီလိုလေးအနှွေးခင်းလေးတွေရောပြီးတော့ကျွန်တော်ဒါမျက်နှာချက်အလားတွေရောဗီဒီယိုတွေရောဒီမှာနံရံလေးမှာကျွန်တော်ဒါအလားဆင်ထားတဲ့ဒီလိုအလားကတ်ထားတဲ့အနေထားတွေရောမီးဆိုင်တွေရောအဝိချိတ်တွေရောပြီးတော့မီးခလုတ်တွေရောအကုန်ကိုစေတနာအပြည့်နဲ့ကိုနေမဲ့ထိုင်မယ်ဆိုပြီးတော့မှ quality ကောင်းကောင်းနဲ့တိစောက်ထားတဲ့ကျွန်တော်ဒါအိတ်ခမ်းငယ်လေးတွေအများကြီးပါတယ်အိမ်လေးတစ်လုံးဖြစ်တယ်ရေချိုးကအိမ်သာတော့ဒီဘက်မှာဗျဒီမှာကျွန်တော်သဘောအကျဆုံးကတော့ရေချိုးကိုင်းဖြစ်ပါတယ်ဒီမှာကျွန်တော်ရောင်းပေးနေကြအိမ်လေးနဲ့မတူတယ်ကျွန်တော်ကဒီလိုကြွေပြားကိုကန့်လန့်မဟုတ်ခဲနဲ့လေဒီလိုဒေါင်လိုက်အနေထားဖြစ်အောင်ကျွန်တော်တို့အကုန်လုံးဆက်ပြီးတော့မှအမြင့်ကိုကျွန်တော်တို့ကြွေပြားတွေကတ်ထားတယ်ပြီးတော့ကြွေပြားတွေခင်းထားတယ် quality ကောင်းတဲ့ကျွန်တော်တို့ပစ္စည်းမျိုးစားတွေပဲအသုံးပြုပေးထားတယ်ပစ္စည်းတွေတင်ဖို့ရောဒီလိုအနေထားတစ်ရှူးတွေကစအကုန်ပါတယ်တွေ့လားကျွန်တော်တို့ဒီမှာရေချိုးတဲ့ shower stand တွေရောပြီးတော့ရေဘူးတွေရောမန်တင်ကုံတွေရောအကုန်ကိုပြည့်စုံတဲ့အင်္ဂလိပ်တစ်လုံးဖြစ်ပါတယ်ခင်ဗျဒီခန်းလေးကတော့ဒါကျွန်တော်တို့ခဲရောင်လေးနဲ့အလားဆင်ထားတဲ့အိတ်ခန်းလေးတစ်ခန်းဖြစ်ပါတယ်ခင်ဗျာကဲဘယ်လောက်ပြည့်စုံလိုက်လဲစင်ကယ်ဘန်တော့တစ်ခန်းဖြစ်တယ်ဒီမှာအလင်းရောင်အားတွေဖြာကျနေတဲ့အနေထားအစားလေးပြည့်စုံလိုက်တာဗီဒီယိုတွေရောလုံးဝအသစ်နေထိုင်မှုဖြစ်အောင်ကျွန်တော်ဒါဖန်တီးတိစောက်ထားတဲ့အင်္ဂလိပ်တစ်လုံးဖြစ်တယ်ကဲဒန်နီယယ်ကစ်ချန်ဒီဘက်မှာဒန်နီယယ်ကစ်ချန်ကိုလည်းကျွန်တော်တို့ဒါဒီလိုလေးစလိုက်ဒေါ်လေးနဲ့ quality ကောင်းတဲ့ပစ္စည်းလေးအသုံးပြုပြီးတော့မှဒီလိုလေးဖန်တီးတိစောက်ပေးထားတယ်သဘောကျလိုက်တာပစ္စည်းကောင်းလေးနဲ့တကယ်ကို match ဖြစ်နေတဲ့အနေအထားတစ်ခုဖြစ်အောင်ဒီလိုလေးဖန်တီးပေးထားတယ်ဒီမှာမျက်နှာချက်အလားဆိုရင်တော်တော်ကိုလှတာဒီမှာမျက်နှာချက်အလားစီလင်လေးတွေဆိုပြုတ်လုပ်ထားတာဆိုဒီမှာဆိုလဲ၄တောင်းကလေး2ကွက်ဒီမှာဆိုလဲအကြီးတစ်ကွက်ချိတ်ဆွဲထားတဲ့မီးသီးလေးတွေရောပြီးတော့ဒီမှာအာကြီးလှလေးတွေရောပြီးတော့ဒီမှာလိုက်ကလှလေးတွေရောအကုန်ကိုပြည့်စုံတဲ့အပြင်ကိုတကယ်ကိုနှွေးထွေးစေမဲ့စကလုံးလေးတွေနဲ့ရေးထားတဲ့နန်းရံမှာကျွန်တော်ဒါချိတ်ဆွဲထားတဲ့ကကြက်လေးတွေဆိုရင်လေမြင်လိုက်တာနဲ့စိတ်ကိုကြည်နူးနေတာပဲပြီးတော့ကျွန်တော်တို့ဒီမှာပကံလေးတွေပါတယ်ဆေးဖို့အတွက်တို့မို့လက်တွေပါတယ်ဆေးဖို့အတွက်ဒါတခုဖြစ်တဲ့ဒီလိုဘေးစင်လေးလည်းပါတယ်မှန်လည်းပါတယ်ပစ္စည်းတွေလည်းချိတ်ဆွဲဖို့အတွက်ဒီလိုလေးကျွန်တော်တို့ကတ်ထားတဲ့အနေအထားတစ်ခုလေးဖြစ်တယ်ဟုတ်တယ်ဒီလိုကျွန်တော်တို့ slide door လေးနဲ့လည်းဒီလိုတစ်စင်းလေးနေပြီးတော့ကျွန်တော်တို့ kitchen နဲ့ဝင်မယ်ဒီ kitchen ဆိုလည်းလေအရန်ကိုနွနွထွေးဖြစ်ပြီးတော့မှ compact ဖြစ်နေတာကိုတွေ့မြင်ရမယ်ဒီမှာ fan တွေလည်းအကုန်ပါတယ်ပစ္စည်းတွေထားမယ်ကျွန်တော်ဆိုရင်လေဒီမင်းလေးပါလေချက်ပြုတ်နေတယ်ဒီမှာတချင်းဆောင်းပေါက်လေးတင်နေချက်ပြုတ်မယ်ပြင်ဆင်မယ်ဒီမှာအိမ်ရှင်မတွေအကြိုက်ချက်မယ်ပြုတ်မယ်ပစ္စည်းလေးတွေထားမယ်ပလက်ခုံတွေကစားသူ့နယ်နဲ့သူတသက်ရက်ဖြစ်နေတာကိုတွေ့မြင်ရမယ်ပြီးတော့ဒီမှာအောက်မှာဆိုရင်လည်းကျွန်တော်တို့ဒါဒီလို cabinet လေးတွေနဲ့တခြားဖန်တီးပေးထားတယ်ကြွေပြားတွေခင်းထားတဲ့ခါကျတော့အေးမှဆိုးတဲ့အတွက်ဒီလိုလေးကျွန်တော်တို့ကော်စောလေးတွေကလည်းအသေးစိတ်ကျွန်တော်တို့ဖန်တီးပေးထားတယ်အမိုက်ပုံးတော်ပါသေးတယ်ခင်ဗျပြီးတော့မှပစ္စည်းတွေတင်မယ်နောက်တစ်ခုကလေမိဖို့ကံအောင်လေကျွန်တော်တို့ဒါအလင်းအောင်ရောက်ဖို့အတွက်လည်းအမှားတွေ့လားအပေါ်ကမိုးအကြည့်လေးနဲ့ကျွန်တော်ဒါဖောက်ထားတာလေအရန်ကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်ပြီးတော့ဒီလို secondary door ကနေပြီးတော့မှလည်းကျွန်တော်တို့ဒါအပြင်ကိုထွက်လို့ရနိုင်တယ်အပြင်မှာကျွန်တော်တို့ဒီမှာပစ္စည်းတွေထားမယ်အဝတ်တွေလမ်းမယ်မိုက်နေရာကဒါကျွန်တော်တို့ဒါအများဆုံးရေချိုးကအိမ်သာဖြစ်ပါတယ် common ပေါ့
ခုနအိတ်ခမ်းလေးအတိုင်းပဲကျွန်တော်တို့ဒါကြွေပြားတွေခင်းထားတယ်ကြွေပြားလှလှလေးတွေစိမ့်စိမ့်လေးတွေကျွန်တော်တို့ဒါအမြင့်ကြီးကတ်ထားတယ်ပြီးတော့ဒီလိုလေးရေပန်းလေးတွေနဲ့ရှာဝါလေးတွေနဲ့အရန်ကိုပြည့်ပြည့်စုံတဲ့အနေအထားတစ်ခုဖြစ်တယ်။ရဲဝင်ပေါက်မှာကျွန်တော်တို့ဒါအသုံးပြုပေးထားတဲ့တက်သားတွေဆိုရင်လုံးဝကျွန်းအစ်စ်တွေကိုဒီလို polish လေးတင်ပြီးတော့မှရေးဆွဲချိတ်ဆွဲပြီးတော့မှတေးချာဖန်တီးတိဆောက်ထားရလေလေအိမ်ထဲကိုမဝင်ခင်မှာခံစားရတာကအရန်မိုက်တဲ့ feeling မျိုးကိုအရန်ကောင်းတဲ့ quality မျိုးကိုပေးစွမ်းနေတဲ့အိမ်လေးတစ်လုံးလို့ကျွန်တော်ကတော့သတ်မှတ်ချင်ပါတယ်ခင်ဗျာကဲလာရောက်ကြည့်ဖို့ဖိတ်ခေါ်ပါရစေ